manila swa ki we kwa tata yudana khila ma chana swa non le ga nyan chwa sia matan chain kha to nga phyo swe mo li ji la swa puri ma nyat la de wa su yan ma ni we la khi ga kwa yauk phu ro we swa yu ro ta gi da wa na sau ti ya Harawati tagi nueva tonji to yan lo ha ta wuti bi zero အကြောင်းတော်ကြီးမှာသတင်းသုံးနေတော်မူတဲ့ဒုက္ခမဟာဘုရားဘုရားဆရာပါတိခိုင်လူရှင်ဥပ္ပနာနုဘောရှိတိဥပမောဘောလူဝေဘုရားနာမိကာစုပိုင်နေရနာဒေကိုကံသောပါဒနာဥပ္ပါမောဟေတုယေမောဘုဇောပိကာစုကလည်းပဲကျောင်းရတော်ဘုရားသာသာပေါင်းတိုင်းတရားနဲ့20ကျပ်သူတထိုင်ကတိလူရှင်ကိုခင်သာတော်ပတ္တိဝါပိကာစုတိုင်းတရားလူတော်နဲ့တကွာအားလုံးကလည်းတို့နဲ့ဖရာသူသိတဲ့ဥဝိလတ်တော်သာသာဝေတော်သာသာဝေပိကာစုတို့ကသူအားလုံးပေါင်းတဲ့တရားလေးရထတာပေါ့ဒီကအခါခါကာလထက်ဆိုကောင်းမှုငါးမျိုးလုပ်ဖို့ရကောင်းမှုတစ်မျိုးသာသနာ့ဘာကာလဆိုရင်အဲ့ဒီညာမျိုးတော့လူကိုအကိုကြီးပြရသာသနာ့တွင်မှာယုတ်နိုင်တာငါးပါးအလှူပါသာသနာ့တွင်မှာယုတ်နိုင်တာငါးပါးအလှူပါမြတ်စွာဘုရားရှင်သာသနာနဲ့ကြောင့်တို့ကြတဲ့ပုဂ္ဂိုလ်တွေဟာထူးကဲတဲ့ကုသိုလ်ကောင်းမှုရှိတဲ့အတွက်ကြောင့်ထူးကဲတဲ့ကံတရားတွေရှိတဲ့အတွက်ကြောင့်သာသနာနဲ့ကြောင့်တွေ့တယ်မဟုတ်လားအဲ့တော့သာသနာနဲ့ကြောင့်တွေ့တဲ့အတွက်ကြောင့်ဘုန်းကြီးတို့တရားတော်မှာတဲ့ကကောင်းမှုကုသိုလ်ဘာနှမျိုးပြုဖို့ရတယ်ညာမျိုးဆိုလိုက်ပြဘုရားရှင်ထံရှင်ယဟန်သင်္ကန်းကြောင့်လူပါဆိုလိုက်ကြဘုရားရှင်ထံရှင်ယဟန်သင်္ကန်းကြောင့်လူပါတော်ပြီတပါသမင်းချာတယ်အဲ့တော့သာသနာနဲ့တွေ့တဲ့ပုဂ္ဂိုလ်နံပါတ်1မြတ်စွာဘုရားရှင်ပြိဋိဘံစံပြီးတော့မြတ်စွာဘုရားရှင်မရှိတော်များတဲ့ဘုရားရဲ့ကိုယ်ကားအောက်တကဇေဒီတွေဓာတုဒေဒီတွေပရိဘောဂဇေဒီတွေသရီရဓာတ်တော်ဇေဒီတွေထားခဲ့တာမရှိဘူးလားဇေဒီမှာနဲ့ဆိုရှိတော့လေးစုဇေဒီဆိုတာဘုရားကဘောလားအဲ့ဒီဘုရားကိုလူသားဖြစ်ပုဂ္ဂိုလ်ကောင်းမှုတွေလုံးတဲ့ခွင့်ရည်တွေတော့တရားဓမ္မနဲ့မရဘူးလားသာသနာရှိကြရတာသာသနာပရိယရတာဘုရားရှင်ကသာသနာနှစ်9000လို့ဆိုတော်များတဲ့ဟိုဘတ်တန်ရတိအိန္ဒိယတို့ဟိုဘတ်ပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့ဘုရားဆိုလို့ရှိရင်အင်ဒိုနီးရှားတို့ဘုရားရှင်ကတာတိကအဆောက်အဦရှိတော်များတဲ့သူတို့ကလူဘောခွေးကြီးမရှိကြဘာဖြစ်လဲဘောဓဘာသာကမရှိကြရှင်းတော့တော့ဘောဓဘာသာရှိတဲ့အတွက်ကြောင့်ဘုရားလူရင်းနဲ့လူကိုမရဘူးထီလူရင်းနဲ့မရဘူးနေတိုင်းတော်နေကြတဲ့င်းပြောလူကနေတိုင်းလူကိုရမဟုတ်လားတော်ကြကြောင်းဆောက်ရပြီးတော့ဘုရားတကားဟိုကလမ်းပေးနေတဲ့လူပို့ထိတ်တော့ပို့ထိတ်တယ်လားပို့လူရတာလားပို့လူရပါတာအဲ့တော့ဒါနံပါတ်2တဲ့ဘာဖြစ်ရတဲ့ရှင်ယဟန်တဲ့ဗရိတ်တို့ကိုယ်ပွားတဲ့ဒုက္ခယတနာသမိယတနာတွေကို
သာသနာ့ဘာဝကကိုရင်ဝုတ်ပိတ်ခြင်းနဲ့ဒီလရှင်ဝုတ်ပိတ်ခြင်းနဲ့ဆိုလို့ရှိရင်သာသနာရှိတဲ့ချိန်ပဲဝုတ်ခွင့်ရတာသာသနာမရှိတဲ့ချိန်ဝုတ်လို့ရအောင်သာသနာကြံလေးတဲ့အိန္ဒိယမှာဝုတ်လေးတဲ့သင်္ကန်းတော့ပဲဘာမှမတော့ဝိနည်းသက်သာတိယဘာမှမတော့ရှင်းတယ်နော်အဲ့တော့သာသနာ့တွေရထားပြီးတော့သာသနာ့ဘာဝသာသနာ့အမွေခံရဖို့သာသနာရှိလို့ရတာမဟုတ်လားဟောရှင်းပြပြီမယ်အသက်20ပြည့်တော့ပါလို့တော့ဒီမှာပါလဲဆိုတော့သားတွေအသက်20ပြည့်လာတဲ့အခါကျပြိဿတွေအဲကြောင့်မဆောက်ဘူးနောက်ဖားဟုတ်လားသူများနောက်မပါခင်တော့ဒီကုသိုလ်အရင်ယူနေဟဲ့ဆိုတော့ယဟန်ခံမိကြတယ်မဟုတ်လားအဖေကတော့လေးဘက်မလုပ်ဘူးလူရသာသနာရှိလို့လူရသာသနာမရှိဘူးလို့လုပ်ပြီးတော့ယဟန်ပြုလို့ရတာဘယ်တစ်ချက်ဖြစ်ပါလဲဟောသင်္ကန်းကြောင့်လူပဲနောက်ဆုံးဒါတော့ဟောအထေထေရောက်တဲ့ခါကျတော့အနေနဲ့အထေလူဝေးရမဟုတ်လားဒီလိုမှတည်တဲ့လူချင်းပေါ်မှမဟုတ်တော့စုပေါင်းတော့လည်းပဲကိုတတ်နိုင်တော့မလူဘူးလားဟောတစ်ထောင်နဲ့တစ်ထက်နှစ်ထောင်နဲ့တစ်ထက်ညာနဲ့ထက်မှာမဟုတ်ဘူးရှင်းတယ်နော်ရှင်းတယ်နော်အဲ့တော့ဒါတစ်ထိုင်လူဝိရအနေဆုံးဟောဝါဆိုရင်ရောက်တဲ့ခါကျဝါဆိုသင်္ကန်းအလေးတော့သင်္ကန်းတစ်ကိုနှစ်ဆုပ်တော့ပြရဘယ်နှဆုပ်ပြရဟုတ်လားသင်္ကန်းလူရတဲ့အကျိုးလည်းတော့တရားဓမ္မလည်းပေါ့သိကြပဲဟုတ်လားအပေါ့သိကြပဲအဲ့တော့သင်္ကန်းလူရတဲ့အကျိုးကဘာဖြစ်လဲဆိုတာနော်နှစ်တိုင်းကနားနေတာပဲအဲ့တော့တကယ်လို့ဒီသံဃာတွေကဝတ်ရုံနဲ့သံဃာတွေမရှိဘယ်လိုပါလို့ဟိုဘက်အိန္ဒိယတို့တစ်ပင်ပတ်သင်္ကန်းဘာလို့တစ်ပင်ပတ်တာဟာမကောင်းဘူးလားမကောင်းဘူးလားဘုန်းကြီးမရှိတဲ့ခါကျထမ်းပင်စိုက်ပြီးတော့ထမ်းပင်သင်္ကန်းပတ်တာကြောင်းလာဘုရုရှိဖို့ထမ်းပင်ရှိဖို့ထမ်းပင်ကဟဲ့ကထိုင်ကျင်းပေးရမယ်ကြောင်းဆောက်ပေးရမယ်ပြောလားဒါဆိုထမ်းပင်လည်းရှိဖို့လားကောင်းမရဘူးနော်ဒါနောက်ဆုံးအလူကတော့ဘာလို့ကြောင်းအလူပါနောက်ဆုံးကဘာလို့ဒီနာမည်လေးရှိတဲ့တော့ကြောင့်ပရိယတိလာတာပြိပတိတာတိပိယဒသာသနာတို့ဆိုတဲ့သာသနာတော်ရကိုထိန်းသိမ်းဆောင်ရှောက်နေတဲ့သာသနာတွေတကယ်တော်ဖို့ရာအတွက်တော့ကြောင်းလူဝိမရဘူးလားကြောင်းလူတဲ့ပုဂ္ဂိုလ်ကကြောင်းလူတဲ့ပုဂ္ဂိုလ်အရှင်လတ်နတ်ပြည်ရောက်တယ်ဘယ်ရောက်ပါလဲကြောင်းတရားတွေအရှင်လတ်ဘယ်ရောက်တော့နတ်ပြည်ရောက်တဲ့နန္ဒီယတထေတို့ဓမ္မိကတထေတို့ကြောင်းဆောင်လူတန်းတာပိုင်းရထမပေးရင်လာပြီးတော့ဆက်တာသဘောပေါက်ရလားတော့ကတော့6နေတာများတော့တက်ကယုထားကြတယ်တက်ကယုထားကြဒါပဲကိုယ့်ကိုကဲနိုင်တာမဟုတ်လားဒါပဲကိုယ့်ကဲနိုင်တာတော့ရှားဖို့ပြီးစုဆောင်းတဲ့အုပ်ရချမ်းမြေလေယာကန်းတို့ဆိုင်ရဘာကောက်ဝဲနေတဲ့ဆွေကိုကြောက်တာဘာသာသမီးလားသတိမယသမီးလားအကုန်တော့မကဲနိုင်ဘူးဘယ်လိုကကဲနိုင်အခုဒီလူရတဲ့ဒီအကြောင်းလူတွေတဲ့လူတွေကတည့်လားရှင်းရလားရှင်းလားဟောဆိုတော့အကျိုးဘယ်နှပါးရဟာပြန်ပြောဘုရားရှင်ထံရှင်ယဟန်သင်္ကန်းကြောင့်လူပါသာသနာနဲ့ကြောင့်တွေ့တဲ့အတွက်ကြောင့်လူတန်းခွင့်ဘယ်နှလို့ရပါလဲတော်တော်ပုဂ္ဂိုလ်များဆိုလို့ရှိရင်တဲ့သေတဲ့အခါကျတော့နှမျိုးပဲမသာပုဂ္ဂိုလ်များလေနမဘာပဲရှိနှမျိုးပဲရှိလက်ရှိမလာတတ်ပြန်တဲ့မဘာနဲ့အထောက်ထွဲပြီးတော့ပြန်တဲ့မဘာနည်းနည်းရမ်းပါလားဒီတော့ကဘုန်းကြီးဒီလိုပဲပြောတာနော်ပါမလာလေဗလာကြီးလက်ကြီးဗလာတဲ့ပြန်တဲ့မလာလေအထောက်ထွဲပြီးတော့ပြန်တဲ့မလာတရိပ်ပုတ်ကြီးနဲ့ကြီးတာဘုန်းကြီးဖတ်တာတက်တော့သေတဲ့ခါကျတော့သေတဲ့သူသေမြင့်ကနေပြီးတော့လာပြီးတော့တစ်တာလေးတစ်လုံးပေးလိုက်
ခင်ဗျာဒီမှာနေလို့မရတော့တတ်တတ်စိတ်လူတတ်တတ်ပြည့်ပြီးပြန်တော့ဆိုတော့အဲ့ဒီတိတာဆွဲပြန်လာလမ်းခုနရောက်တဲ့အခါကျတော့မောတော့ဒီတိတာထဲမှာစားရများရှိမလားဆိုတော့ဖွင့်ကြည့်တယ်ပေါ့ကြည့်လားဖွင့်ကြည့်တယ်တော့ဟာစားရလည်းမရှိဘူးစားရပဲရှိကြတော့ဟိုမှာမတကြိုးကမှဟိုကောက်ကိုကျွေးပြီးမောင်လေးကိုကျွေးလိုက်တယ်အဲ့ပါတော့တစ်ခေါက်ပဲလေအလုံးမောင်းတစ်ခေါက်ပဲလေကိုယ်ပဲလူအာငါစီစာတစ်သေးပဲနှစ်ခေါက်ထဲထဲကိုထိုက်လာထဲဦးဘယ်လောက်တော့ဖဲတစ်ခေါက်ပဲဒီပဲနော်အဲ့ဒါကလည်းနောက်တော့ဘာလောင်းလဲအိုးငါဆွေကိုရောက်တယ်မလည်းမပါပါလားဟောပါလားဘယ်လိုထဲပဲတော့ဖန်ရတဲ့နေရွက်တဲ့ကသမတ်လာမပြီးတပိတော့မှဆွဲဖြတ်နေကြအဲ့ဒါမထွက်တယ်မဟုတ်လားအဲ့ဒါကြည့်နော်ကတ်တာဆိုလို့ရှိရင်ဟဲ့ငါခိုင်းပေါ်ခိုင်းတဲ့ဖြစ်လို့သာသမီတွေတော့ပါပါတော့လားအဲ့ဒါလက်ကြီးဗလာတက်ကပြန်တဲ့လူနော်အထောက်ထွဲပြီးတော့ပြန်တဲ့လူကြတော့ဟောဒါတစ်တာနဲ့အပြည့်ပါလားဟောပြန်တဲ့ကြလူသားရတယ်မီးလူသားရတယ်ဆောင်းပေါက်လူသားရတယ်ဒါလည်းထောက်တော့မဟုတ်လားတထိုင်ခင်းနိုင်ရတယ်အထောက်တော့မဟုတ်လားအဲ့တော့အထောက်ဆွဲပြီးတော့ပြန်တဲ့မလာရဲ့လက်ကြီးဗလာတက်တက်ပြန်တဲ့မလာရဲ့ဆိုတော့တော်တော်ကောင်းကိုဘယ်မလာပို့ကောင်းထောက်ပါတဲ့မလာဘူးမိတကြိုတော့တူပဲအထောက်နဲ့မလာကကောင်းတယ်လို့ပေါ့အဲ့ဒါကပို့ဖို့တော့မရောဘူးနော်ဘောင်းကြီးကတော့ပြောတယ်မနေ့ကလှူလိုက်တယ်ဒီနေ့ခိုက်တိုင်းနဲ့ပထမဆုသုံးတိုင်းဆိုသုံးတိုင်းတော့အော်အဲ့ဒါအလှူပဲရဲရဲကလှူကြရဲရဲကလောက်ကြဟုတ်လားနောက်ဘဝအမြော်နဲ့အခုဘဝအပြီးလှူသွားနောက်ဘဝပြန်ဘယ်ကောင်တက်လဲတော့မသိဘူးရချင်လိုက်နော်တိုင်းကလူတွေဘုရားတဲ့အကျိုးပဲနှမျိုးရတယ်လေပေါ့သိက္ခာကိုမကောင်းဘူးလားကလိုက်ဆိုရင်ကင်းမဲ့ကျွေးချင်းရောက်သူကိုမွေးရောက်ထွက်ပြောင်းမြတ်ပါရေမပေမြည်ကြီးကြံတွေးတောင်းတအဝတ်ရရှိအေဟိဘံထုတ်ကိုပြည့်ရဟန်းကျွတ်တန်းဝင်ရဝတ္တထမတ်ကြစီဝရဒီတရားတစ်ပုဒ်နဲ့တထိုင်ညာမရနေတရားတစ်ပုဒ်ကဒီခေတ်လိုက်တောက်တာမနေတော့တန်ခါလူဘယ်မျိုးတော့10မျိုးအကျိုးဘယ်မျိုးရပါလဲ10မျိုးတော့စိုးရိမ်ကင်းမဲ့ဖြစ်လျက်တန်တရားမှာအဝတ်အစားကြောင့်စိုးရိမ်ပူဆွေးရတာမရှိတော့ဘူးမဟုတ်လားအခုဘဝကမှတလနဲ့ထဲလက်စောက်လောက်ထောက်တယ်ဆိုတော့နောက်တစ်ဘဝပြောနေတယ်နော်မဟုတ်လားမနက်တစ်စုံနေ့လည်းတစ်စုံညနေတစ်စုံတစ်နေ့ပဲတစ်စုံတောင်းတော့ဝတ်ပြီးလူများပြေးလိုက်အသက်ပြန်ရောက်ပြန်မဟုတ်လားဆိုရင်ကျင်းမဲ့ဆွေစည်းရုပ်လူတဲ့ဆွေဆိုတာနှစ်သက်စရာမဟုတ်လားဆွေဆိုတာဘာလို့လဲနှစ်သက်တရားလူတိုင်းလိုချင်တယ်မဟုတ်လားအဲ့တော့တစ်သက်လိုပဲတဲ့တို့တို့ရလာတဲ့ဒီခန္ဓာအစဉ်ရုပ်ကြီးလည်းလူကကတော့တစ်သက်ရတယ်ရှင်းလားလူတကတစ်သက်တယ်ဆိုတော့မကောင်းဘူးလားကောင်းတယ်ပေါ့နော်ဟောဆွေရောင်ဆင်းဆွေရင်ကင်းမဲ့ဆွေစင်းရုပ်သူကိုယ်ကိုအယောင်ထွက်အပါကြီးကပြောကြလို့တော့ပပဝီပဲပြန်ဘူးနော်ခေါင်းဆောင်တိုက်ကြတဲ့ဝင်နေတာကမှပြီးမထုံးရဘူးဆိုတော့ဘလောက်ပြီးကြဖို့တက်တာလဲအခုဆိုလာဝင်လိုက်ရမိသားလည်းမပြီးဆိုလာလည်းမပြီးဖျောင်းတိုင်းလည်းမပြီးပတ်တိကြီးရောင်းလည်းပြီးမိကွက်လည်းမပြီးဆိုတော့အဆောက်ကြည့်တယ်တို့မြန်မာနိုင်ငံကမသေးသူများနိုင်ငံကမရှိဘူးတို့မှာအကုန်ဘာမှမပြည့်ရသေးလွတ်ပြလိုက်တာဘယ်လောက်ပါလဲအပေါ့ညသူနောက်တော့ပေါ်ပေါ်အရောင်ထွက်ပြော့ညက်သားရည်တဲ့ရလာတဲ့အသားရည်တွေကလည်းပဲပြင်စပါပြီလို့လူညပြော့ပြောင်းတယ်မဟုတ်လားဟောဈေးဆိုင်တွေကအယုတ်ဘယ်လိုရကြတယ်
ဦးဗျာ ไม่ได้สุดเลยล่าทายมาสู้ผ่าสู้นะสู้นานนะเวลาสู้ผ่าตัวสู้นานใช่มอบละนะย้อนยาตายมาเป็นจีพออันนี้จีมาเต็มรู้เนี่ยอันนี้จีมาเต็มรู้ยกโทษมาชอบเพียงแค่เลยสิเช่นนั้นล่ะนะคะโทรว่าอย่างหนึ่งนะคะพาพิษอย่างหนึ่งมาบ่าแต่งานดูแล้วนะย้อนอย่างไรมาเป็นจีจานด้วยตามแต่ไอ้เราคงยืนยันเราจานด้วยตามแต่ต้องอะไรก็พิษบอกว่าพอละเป็นชาเนี่ยตุยาแทนรู้เพียบๆวัดได้เนี่ยร้องได้เนี่ยสุดาแต่งานดูได้มาได้นะตาดูได้ไม่ได้เป็นงานที่เราทำต้องบอกဗျာตะบ้าเราไปเลยตาแบบว่าไอ้เย็นเสร็จพาเสร็จเลยนะအဲ့တော့သင်္ကန်းသင်္ကန်းလူလည်းတော့ဘုဘူးကိုလို့ရအကုန်ရတယ်တောင်းတနိုင်ရတယ်ဟုတ်လားနန္ဒမင်းကငယ်ငယ်တည်းကမိုးရတဲ့အထိုင်တော်တွေကကောင်းပြီးဖိုးတဲ့ဒီပါနဲ့လာပြီးတော့ကလေးကိုပတ်ပေးတာတော့ငိုးတဲ့အောက်ကတော့မယူဘူးဟိုးကောမတိုင်းမှားလိုက်ရတယ်ဖေးကပရိသတ်ဆိုတော့သူနဲ့တဲ့နေ့ကအဲ့တော့ဝတ်ဖို့ဘိုက်လက်ခံဝတ်ဖို့ဆိုတော့အဝတ်စားတွေထောက်လာခဲမယူဘူးငါမဝတ်နိုင်ဘူးလေကျွန်တော်ဝတ်လာမကောင်းမကြိုက်ဘူးဟာရှိတာဗနာရှာတော့ရေခွက်ယူလာတယ်ငါပြီးအတိုက်ကဖြစ်လေတန်ရာရှိမှုတဲ့ကောင်းမှုကုသိုလ်ရှိကြဆိုလို့ရှိငါတို့ဒီတဲ့အဝတ်စားပေါ်ပါစေဆိုတော့ရေလောက်ထကနေလာပြီးပေါက်ပါဒါပဲပြီးပါတော့ကိုချင်းတို့ဘာသာရေးတို့ကောင်းတဲ့ရေးတို့ဗလေရာပဲမဟုတ်လားလိုချင်တာမရဘူးလားပတ်စံမပေးရဘူးမဟုတ်လားလိုချင်တာဘာလို့မရဘူးရတယ်မရတယ်တစ်ခုပဲရှိတယ်အဲ့ဒါနောက်ဒီဇင်ဘာ28ရက်နေ့လာအဲ့ဒီတော့ဝယ်လို့မရဘူးတော့ဖြစ်ချင်တာတော့မဖြစ်ရဘူးလားလိုချင်တာတော့ဖြစ်တာဘာလို့လို့သင်္ကန်းလူလို့သင်္ကန်းတော့အခုမှတထိုင်ဆိုလို့ရှိရင်ဗန္ဒမိုင်းနဲ့မလို့ဘူးအခုရတဲ့အကျိုးနဲ့ဟိုတာနဲ့ပတ်မတန်ဘူးနော်ပြန်ပြီးတော့ခတ်လူရအောင်လို့ပြောကြတာရေမပိန်ကြီးကြံတွေးတောင်းတာအဝတ်ရရှိဖြစ်နေတဲ့တဏ္ဍာမှာအဝတ်စားဆိုလို့ရှိရင်ပြောတယ်လို့တော့အခုလူတွေပေါ့ဒီလိုကြည့်ဒီလိုပြည့်တက်တာပြည့်တက်တာပြည့်ဟိုချင်းနဲ့လည်းထဲတာရှိဟိုအိုက်နဲ့လည်းထဲတာရှိနော်သူကလည်းမပွေးရက်ဘူးအဲ့ဒါဒါနောက်ဆုံးတော့အေဟိတ်ပဲကိုပြုရဟန်းတဘာဝတသူစွာမြတ်စွာဘုရားရှင်ကိုယ်တော်ကြီးရဲ့ထာမရောက်တဲ့အခါကျတော့မြတ်စွာဘုရားဟောကြားတဲ့တရားဒေသနာတွေကိုနာကြားခွင့်ရပြီးတော့အာတော်ကင်းကွာရယဟန္တာဖြစ်တဲ့အခါကျတော့သတ်ဆုံးနိုင်တဲ့ယဟန်ဝတ်အမျိုးသားတို့တရားကြီးတွေဆိုလို့ရှိရင်ဘွယ်ခုယဟန်ယောက်ျားတရားမတွေဆိုလို့ရှိရင်ဘိုက်ပုတိဝတ်ပြရပြီးတော့အသက်ဆုံးတဲ့အထိတရားဘာဝနာတွေကြည်ကြံကြိုးစားအားထုတ်မှုနဲ့ဘယ်သွားမလို့နိုင်တာပြလိုက်တဲ့ကံပြုမယ်နော်အဲ့တော့ဒီခွင့်ရေးဆိုတာလူတိုင်းရပါမလားမရဘူးသင်္ကန်းမလူတဲ့နိုင်ငံနဲ့လူတဲ့နိုင်ငံဘယ်လိုများမလူတဲ့နိုင်ငံများတာပေါ့မဟုတ်လားနော်အဲ့တော့ကဲတခြားမကြည့်နဲ့တို့မြတ်စွာဘုရားရဲ့တို့ဘောရမမြတ်စွာဘုရားရဲ့ခမဲတော်ဘယ်လိုတော့တောက်တော်တယ်မင်းဗာမင်းတော့မလေးရာဇကလေးမောကထားပြီးတော့နာဂံပြီးွားတာယဟန္တာဖြစ်သွားတယ်ဟုတ်လားမြတ်စွာဘုရားကသူ့ဖေဝေယဟန်ဟုတ်နဲ့နေပြီးကျင်တာပေါ့ပြန်ဆင်နေလိုက်တော့သူ့ဖေတတရရတော့တခါမှဘုရားခရာတင်ရမလူခဲ့ဘူးဘလောက်နာလဲဘုရားဖေတော့မဟုတ်လားဗေဒတာတော့ရှိလို့ဆိုကိုက်မဲအတက်ကလူရတဲ့မရှိမြတ်တဲ့ကြောင့်အေဟိဘတ်လို့ခေါ်ပြသင်္ကန်းပါရှာအဲ့မှာနမဖို့ပြိုက်တဲ့ဗာစံမှာတွေ့တာလားပေါ်တဲ့သိမထင်လိုက်တာ
ဖောင်းကြီးတွေနောက်ပါတက်ပြီးတော့ပြောတာမဟုတ်ဘူးမဟုတ်လားကြောင်းတိုင်းပဲပဲကြောင်းဖြစ်တဲ့သင်္ကန်းပုံနေတာပဲနော်တို့ဒီကရကမတွေလူသားတဲ့ဟာကျွတ်မကြောက်အောင်ဆိုပြီးတော့စောက်ရတာကတစ်မျိုးဖျက်လောက်ပုံပြီးဖဲရတာကတစ်မျိုးမဟုတ်လားကျွတ်ကတ်လာဆိုလို့ကြည့်ရတာကတစ်မျိုးဖောင်းကြီးတွေပြင်မှန်းတယ်မဟုတ်လားပြစ်လိုက်လို့ရလားရလားမရဘူးမနေ့ကအရှင်ဘုရားသင်္ကန်းမှာပါလာတယ်။အော်ယူကကြိုက်တဲ့ပုံတော့10ပါးမပြည့်ဘူး။အကောင်ဖာပြီးတယ်။ဘာဖြစ်လို့မကြိုက်လို့ပေါ့။မဟုတ်လားကြိုက်တယ်ကပါလား။ဟမ်သိတော့မဟုတ်လားအဲ့တော့ဒုံကြီးတတ်တော့ဘုရားဘုရားဆက်ဆုံးတဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်ကြီးဒီအာဝေါဒသေရနာတော်မြတ်ကြီးကိုကောင်းစွာအသွေးဟောကြားတော်မူခဲ့ပါပေတည်းကထေလူစင်ဆရာတော်ဓမ္မဝိဇ္ဇာတက်ပြီးမယ်ကထေလူစင်စေထွားကထေလူ
ပြပရာတွေဝေးလို့ကွာစုတွေလည်းမတောင်းပဲပြေပါစေခမညာရွှေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရပြပန်းစားတိုင်းပြည်လုံးချမ်းသာသေးဗျာပြပရာတွေဝေးလို့ကွာစုတွေလည်းမတောင်းလဲပြေပါစေခမညာအလောက်တိုင်းခွေလမ်းတွေပွင့်လန်းကြပါစေသိစုတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါစေအလောက်တိုင်းခွေလမ်းတွေပွင့်လန်းကြပါစေသိစုတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါစေဒီနံတွေရောင်းဝယ်ပေါက်ကဆိုင်ရတဘာတွေပေါ်ပါစေတောင်သူဦးကြီးတို့တွေလက်ပြမငွေတီးလို့ပျော်နိုင်ကြပါစေတို့များပြသားတွေတောင်းစုတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်တို့များပြသားတွေတောင်းစုတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်ကြောသာရင်သာမခွဲကြမဲ့မင်းကောင်းမင်းမြတ်တည်ပါစေပျော်နိုင်ကြပါစေပျော်နိုင်ကြပါစေကျွန်တော်အတန်ကြားတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပျော်နိုင်ကြပါစေချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာစုတွေလည်းမတောင်းပဲပြေပါစေခမညာလောကခွင်လန်းနေပွင့်လဲကြပါစေတိတ်စုတွေမကြမ်းစားပေါက်လို့တထေးကြီးဖြစ်ပါသည်လောကခွင်လန်းနေပွင့်လဲကြပါစေတိတ်စုတွေမကြမ်းစားပေါက်လို့တထေးကြီးဖြစ်ပါသည်ဒီနံတွေရောင်းဝယ်ပေါက်ကဆိုင်ရတဘာတွေပေါ်ပါစေဟိုတောင်သူကြီးတို့တွေလက်ပြမငွေတီးလို့ပျော်နိုင်ကြပါစေတို့များပြသားစေကြောင်းဆုတောင်းလို့မေတ္တာတန်ဝေးဘယ်မတန်းလို့အေးချမ်းကြစေငြိမ်းချမ်းရေးပန်းပွင့်ပါစေတို့များပြသားစေကြောင်းဆုတောင်းလို့မေတ္တာတန်ဝေးဘယ်မတန်းလို့အေးချမ်းကြစေ
င်းအောင်မင်းမြတ်ဒီပါစေပြောနိုင်ကြပါစေပြောနိုင်ကြပါစေကျွန်တော်အသက်ချတဲ့နေ့မှာစိတ်ချမ်းသာလို့ဘုရားမလို့ပြောနိုင်ကြပါစေတာသေးဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းပဲပြေပါစေခမညာရွှေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရပြပန်းစားတိုင်းကြည်လုံးချမ်းသာသေးဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းလည်းပြေပါစေခမညာအလောက်ကခွေလာနဲ့ပွင့်လန်းကြပါစေတိတ်ဆူတွေမကြမကြပေါက်လို့တပြေးတွေလက်ထွက်တို့လေသမားကြီးတို့အောင်ပါစေဝင်ငွေတွေစကားတို့လုံသမားများလည်းအောင်ပါစေအယောင်ဝဲအားတို့တက်ပါစေလူတိုင်းစင်ပြေပါစေစိတ်ချမ်းသာတော့ဘဝနဲ့အောင်ပါစေတင်းနှံတွေလက်အထွက်တို့တောင်ကြီးတို့အောင်ပါစေဝင်ငွေတွေစကားတို့လုံသမားများလည်းအောင်ပါစေအယောင်ဝဲအားတို့တက်ပါစေလူတိုင်းစင်ပြေပါစေစိတ်ချမ်းသာတော့ဘဝနဲ့အောင်ပါစေဒီဘဝရဲ့လည်းအောင်ပါစေသမီးတိုင်းရဲ့လည်းအောင်ပါစေအလှပွဲတွေနဲ့လူမှုရေးတွေအောင်ပါစေဒီဘဝရဲ့လည်းအောင်ပါစေသမီးတိုင်းရဲ့လည်းအောင်ပါစေအလှပွဲတွေနဲ့လူမှုရေးတွေအောင်ပါစေကျမ်းမာချမ်းသာဝေးကွာစိတ်နှလုံးရှင်ပြုံးစွာဘဝတူတူလေးမှာအတိတ်ပဲရှိစွာမိသားစုရဲ့စီလုံးကြီးမြတ်စွာမရှိစကားတွေလည်းမကြားရပါအတိတရားတွေလည်းနှုတ်ကြစွာမင်္ဂလာဖြာဖြာချက်တီပေါက်ခါညောင်းကအောင်ပါစေခမညာတင်းနှံတွေလည်းအထွက်တို့တောင်ကြီးတို့အောင်ပါစေဝင်ငွေတွေစကားတို့လုံသမားများလည်းအောင်ပါစေအယောင်ဝဲအားတို့တက်ပါစေလူတိုင်းစင်ပြေပါစေစိတ်ချမ်းသာတော့ဘဝနဲ့အောင်ပါစေတင်းနှံတွေလည်းအထွက်တို့တောင်ကြီးတို့အောင်ပါစေဝင်ငွေတွေစကားတို့လုံသမားများလည်းအောင်ပါစေအယောင်ဝဲအားတို့တက်ပါစေလူတိုင်းစင်ပြေပါစေစိတ်ချမ်းသာတော့ဘဝနဲ့အောင်ပါစေဒီမရဲ့လည်းအောင်ပါစေသမီးတိုင်းရဲ့လည်းအောင်ပါစေလူဝဲတွေနဲ့လူမှုရေးတွေအောင်ပါစေဒီမရဲ့လည်းအောင်ပါစေသမီးတိုင်းရဲ့လည်းအောင်ပါစေလူဝဲတွေနဲ့လူမှုရေးတွေအောင်ပါစေကျမ်းမာချမ်းသာစိတ်နှလုံးရှင်ပြုံးစွာဘဝတူတူလေးမှာအတိတ်ပဲရှိစွာမိသားစု
ပေါက်ခါမြောင်းကအောင်ပါစေခင်ဗျာစီဝါရေးလဲအောင်ပါစေတမီးတိုင်းရေးလဲအောင်ပါစေလူဝဲရေးနဲ့လူမှုရေးတွေအောင်ပါစေစီဝါရေးလဲအောင်ပါစေတမီးတိုင်းရေးလဲအောင်ပါစေလူဝဲရေးနဲ့လူမှုရေးတွေအောင်ပါ